အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မြေအိုးမိရှည်လေးကိုအိမ်မှာမြေအိုးနဲ့မဟုတ်ဘဲနဲ့ဟော့ပေါ်အိုးနဲ့ချက်စားမှာဖြစ်ပါတယ်အရင်ဦးဆုံးပန်းကော်ပီလေးတွေလှီးပါမယ်ကော်ပီလေးလှီးပြီးထည့်မယ်ပေါ့နော်ထည့်ဖို့ပါအသီးရွက်လေးတွေကတော့အရှိမလှီးထားပြီးပါပြီပန်းကော်ပီကမရိုက်လိုက်မိတဲ့အတွက်ပန်းကော်ပီကနောက်ဆုံးပါပြီးတဲ့ခါကျတော့ဒါရှီတာကီမိုလေးထည့်ပါမယ်ရှီတာကီမိုလေးထည့်ပါမယ်လှီးပါတယ်ဒါကတော့ဆော့ဆေးလေးထည့်မယ်ပေါ့နော်ဆော့ဆေးလေးထည့်မယ်ပြီးသွားလို့ရှိရင်အသားကြက်သားလုံးလေးထည့်မယ်ဆော့ဆေးလေးအရင်လေးမယ်အခွန်လေးအပေါ်အခွန်လေးရတော့မစားသူများတွေကစားတယ်ကိုကတော့မစားတယ်လို့အမြဲတမ်းအိုက်ခွန်မှာပြစ်ပါတယ်ဆော့ဆေးကြောင်းလေးတွေထည့်ဖို့လီးတယ်ပြီးပါတယ်ပြီးတော့ဒါကတော့အသားလုံးလေးပေါ့နော်ကြက်သားလုံးလေးလှီးပါတယ်ထည့်ပါမယ်ဒါကတော့ကြက်သွန်ကြော်လေးနဲ့နှမ်းတော်လေးနဲ့ကိုနောက်ဆုံးလေးမှာထည့်ဖို့ဖြူပါတယ်ဒါကတော့ပါဝင်တဲ့ပစ္စည်းလေးတွေကအသီးရွက်လေးတွေမှုန်လေးပါတယ်ပြောင်းမှုလေးဒါကတော့ပါဝင်တဲ့ပစ္စည်းလေးပေါ့နော်အသီးရွက်လေးတွေနဲ့အသားလုံးလေးတွေဒါလေးကပန်းပွင့်လေးပါဒါကတော့ခောက်ဆွဲเนาะဟိုနှမ်းတောင်းရဲ့ပဲပုတ်ပဲငပိရဲ့ငရုတ်ချင်းထည့်ပါမယ်ကဲဆက်ချက်ပါပြီမောင်းဆုံးချက်ပြုတ်ရည်လေးကိုထည့်လိုက်မယ်တခါစားကိုပဲအိုးသေးသေးလေးနဲ့ချက်ပါပါပြီးတော့ပဲငပိထည့်ပါတယ်ငရုတ်ချင်းထည့်ပါတယ်ငရုတ်ချင်းထည့်ပြီးတော့မှပြီးတော့ဆော့ဆေးလေးတွေအသားလုံးလေးထည့်မယ်ပြီးတော့မှုလေးထည့်မယ်ရှီတာကီမှုလေးထည့်မယ်နော်ပြီးတော့ခါကျပြောင်းမှုရကျန်တဲ့အသီးနှံလေးတွေကိုထည့်မယ်ထည့်ပြီးတော့နည်းနည်းလေးဝေပြီးတော့မှဖုံးလေးပြီးတော့အနံလေးမှုရအောင်နှမ်းစီလေးနည်းနည်းထည့်မယ်စီကိုအများကြီးမထည့်ပါဘူးနည်းနည်းလေးပဲထည့်ပါမယ်အနံလေးရအောင်ပေါ့နော်ဒါကတော့ကြက်သားမုံလေးထည့်ပါမယ်ရတာအတွက်ကြက်သားမုံထည့်ပါတယ်ပြီးတော့ခုနကမိရှိချောက်လေးကိုထည့်ပြီးတော့တစ်ခါလေးထည့်လိုက်တယ်ထည့်ပြီးတော့အသေးရွက်တူမိုးထည့်ကောက်ရိုးမိုးပေါ်တာနော်မိုးနောက်တစ်မျိုးကောက်ရိုးမိုးထည့်တယ်ပြီးတော့မူလာအိုနီပြီးတော့ဒါပဲသီးလေးကတော့စိုင်းနေမှာဆိုတော့ပဲသီးကတထောင်ချင်းနေထဲတယ်ကိုကတော့လှိလိုက်မိတဲ့အတွက်ပဲသီးကအဲ့လိုလှိလေးအလှိရဲ့အနေထားလေးဖြစ်သွားတယ်နည်းနည်းလေးအရသာလေးဖြိုလိုက်မယ်ပြီးတော့ခုနနှမ်းနဲ့မြေပဲနဲ့ကြက်သွန်ကြော်နဲ့ထောင်းထားတဲ့လေးကိုထည့်လိုက်မယ်အဲဆိုတော့အနံလေးကတော်တော်မှုေးသွားပါပြီအရောင်လေးနည်းနည်းပါဟုတ်တယ်စီနည်းလေးပဲငပီလေးနဲ့အဆက်ကလေးနဲ့ထည့်ထည့်ပါတယ်ပါစားနော်ဆက်လေးနည်းနည်းပို့ပြီးတော့သူ့လုတ်ပေးနေရတော့ပဲငံပြားကြီးပေါ့အနာအကြည့်ကြီးပေါ့နော်အားလေးထည့်အဆက်ထည့်တယ်အေးကလေးတွေကမဆက်ဘူးတဲ့ဆိုလို့ဆက်ထည့်ပါတယ်မြည်ကြည့်ပါတယ်ချက်ပြီးသွားတော့ပတ်တီပဲဟုတ်ပြီးသွားပြီထပ်ပြီးသွားပြီဆိုတော့စားဖို့အတွက်ပြင်ဆင်ပါမယ်ပကံထဲကိုထည့်လိုက်ပါမယ်တအိုးစာလေးပဲချက်တာဖြစ်တဲ့အတွက်တအိုးစာလေးပြင်ပါမယ်ဒါကတော့အိမ်ကချစ်မော်လေးပါပြောင်းမှုကြိုက်တဲ့ကျမတို့ရဲ့ချစ်မော်လေးပါသူကတော့မျိုးမိရှိစားဖို့စောင့်နေပါတယ်သူ့အတွက်ကတော့ဖြူတယ်လေးချက်ပေးပါမယ်ဒါကတော့ကျမတို့အိမ်ကအကိုကြီးအာကာပါမျိုးမိရှိအလွန်ကြိုက်တော့ကိုကြီးအာကာပါနှစ်ပွဲစားပါတယ်ဒီလိုပွဲမျိုးနှစ်ပွဲစားပါတယ်
ဒီကတော့အင်ကမချူးနဲ့မဂျူးနဲ့နှစ်ယောက်ကတော့အဲ့လိုပကံကြီးရဲ့ထည့်ပြီးတော့ပကံသေးလေးတွေနဲ့ပြန်ခွဲစားကြပါတယ်စားပါတယ်သူတို့ကလည်းစားပါတယ်အပေးကြပါတယ်ဒါလေးကတော့ကလေးစားမှုဖြစ်ပါတယ်ပူပါဟုတ်ပါတယ်အဲ့မထက်အောင်အဲ့အထက်မှာကျွတ်မယ်အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခါကြာရင်လည်းချက်စားရရှိလို့ရှင်ထပ်ပြီးတော့တင်ပေးပါအောင်မယ်အားပေးကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်